လျှောက်ထွက်လာခဲ့ပါအဲ့ဒီနောက်ရတနာမောင်တိုးရဘက်မရောက်ဘူးညာဘက်ကိုလမ်းခွဲပြီးပြည့်တီကုန်းတိုးရကြောင်းဒီကလမ်းလေးတိုင်းကျွန်တော်ဆက်လျှောက်ခဲ့ပါဒီလမ်းတိုင်းတက်တဲ့ဆက်သွားရင်တော့ညလေးုံဖုန်းတော်ကြီးတောင်းကိုရောက်ပါညလေးုံတိုးရကြောင်းထိမရောက်မီဘယ်ဘက်မှာငမောက်တစ်ပေါက်တွေ့ရတာနဲ့အဲ့ဒီအပေါက်တိုင်းကျွန်တော်ဆက်လျှောက်ခဲ့ပါအဲ့ဒီလမ်းကပြည့်တီကုန်းတိုးရနဲ့ဒီမောင်တို့တိုးရကြောင်းတို့ကြားကရတနာမောင်ကွက်တရှိရာဘက်ကိုထွက်တဲ့လမ်းလေးဖြစ်ပါတယ်ဆက်လျှောက်လာတော့သိုးစောကလူကတ္တရာခင်းလမ်းမဟုတ်တော့ပဲဒီနီလမ်းလေးဖြစ်ပြီးတောအုပ်စင်းစင်းဆူဆူလေးကိုလည်းတွေ့ရပါတယ်။ဓာတ်လေးတစ်ခုကိုလည်းတက်ကြော်ခဲ့ရ။ဓာတ်လေးကိုကြော်လာပြီးတော့လမ်းဘက်ဘက်မှာအလိုတံပိုက်များနဲ့ဆေးပြူတုတ်ထားတဲ့ဝင်းညံလေးတစ်ခုတွေ့ရပါတယ်။တန်ဝင်းလေးရဲ့အပြင်မျက်နှာသာဘက်မှာတော့တိုင်းမုတ်တစ်ခုစိုက်ထူထားပြီးတိုင်းမုတ်ပေါ်မှာရေးထားတာကအင်းဝဆာဆိုရှင်ရှမရထတာတာလို့ရေးသားထားတာတွေ့ရ။အတွင်းမှာတော့မျက်နှာပြင်လေးဘက်စလုံးမှာအောက်စာကပြင်းများရေးထိုးထားတာကိုတွေ့မြင်ရမယ်။ပါမျက်နှာတစ်ခုချင်းမှာတော့ရှမဟာရထတာရအယူကူစီရီမူလနေရာညွန်ဆရာတော်ရဲ့ဧရုပတိအကျဉ်ဆရာတော်ရှမဟာရထတာရရဲ့သာသင်သားတို့အားသုံးမစာရတုကောင်းတို့ချက်ထိမ့်မှကြောက်တဲ့နဲ့ပတ်သက်ပြီးဆောင်ရွက်ချက်အကျဉ်တို့ကိုရေးသားထားတာကိုတွေ့မြင်ရမယ်။စာမျက်နှာများရဲ့အောက်ခြေမှာတော့ဒီမျိုးကပြိုဖုံးမဲ့စာကြည့်တိုင်းနဲ့တက်တဲ့မှုတော်ဘက်ကဘောဇာတက္ကသိုလ်1968ခုနှစ်အဲ့ဒီနှစ်2009ခုနှစ်မှာတောက်စာရေးထုတ်ပြည်စည်းကြောင်းမှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်။တရားတော်ရှင်မဟာရထတာရဟာမာစာပိဖြစ်တဲ့ပြုတ်ကြပြလင်္ကာယတုစသည်တို့မှာဒီတဆူလားတဆူကိုသင်ရှားကြိုကြားခဲ့တဲ့ကျော်မော်ဆရာတော်ကြီးတစ်ပါးလေးဖြစ်။ရှင်မဟာရထတာရရဲ့ဣတုပတိအကျဉ်းကတော့တက္ကသိုလ်830ပြည့်နှစ်မှာအင်းဝမှာဖွင့်ပြခဲ့ပြီးအဲစဉ်ကလေးကကြပြရေးစမှုဉာဏ်ရည်တန်ခဲ့တဲ့အကြောင်းဆရာတော်ဟာ36နှစ်သားအရွယ်မှာစပြီးတော့ဘူရိဒဇပ်ပေါင်းပြုရွေးဖွဲ့ခဲ့ကြောင်းအခြားပြုရတုမောကွန်းလင်ကကြပြပေါင်းများစွာတို့ကိုလည်းရွေးဖွဲ့ခဲ့ကြောင်းတက္ကသိုလ်889ခုနှစ်မှာပြည်ပြင်းသရိုးမင်းသောဟာအင်းဝရှုနန်းကိုတိုက်ခတ်အောင်မြင်ခဲ့ပြီးဆရာတော်ကိုလည်းပြည်ကိုပြင့်ဆောင်ခဲ့ကြောင်းဆရာတော်ဟာတက္ကသိုလ်892ခုနှစ်တက်တော်62နှစ်မှာပြန်လုံတော်မူခဲ့ခြင်းဖြစ်ကြောင်းလည်းဒီကြောက်စာမှာရေးသားထားတာတွေ့ရပါတယ်။ဆရာတော်ရဲ့အယူအဆနဲ့ပတ်သက်ပြီးဟော်ဘီဆရာသိန်းကြီးရဲ့ကွင်းစင်းလေးလာမှုမှတ်တမ်းတပ်ပုံကိုဒီရက်9လ1939ခုနှစ်ထုတ်ဒုတိယသတင်းစာမှာဖော်ပြထားကြောင်းလည်းသိရှိရပါတယ်။ပိုလိုနီခေတ်မှာသူတောင်းပြကြောင်းတဲ့ဆရာတော်အကမဟာဗန္ဓိတဥတုပါပိကနဲ့ရှင်မရထတာရယူအိုစီဒီပြတ်မှာနှစ်စဉ်ဘာဝင်ဝါထွက်ပန်းစီမီပူဇော်မှုပြုရမှာလိုက်ပါရတဲ့အမိကဆရာတော်ဦးဝိဇေယရဲ့လက်လံပြတ်သားချက်တို့အရရွှေဖုံးမဲ့စာကြည့်တဲ့အတင်းကရှင်မဟာရထတာရအယူအိုစီဒီပြတ်ကိုမူလနေရာမှာပြောင်းရွှေ့ပြီးဓမ္မတက္ကသိုလ်1329ခုနှစ်နရောလာဇန်တရဲ့စာစုတော်နေ့24ရက်17လ1965ခုနှစ်မှာထိမ့်မှကြောက်စာရင်ကိုယခုနေရာမှာစိုက်သူဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆရာတော်ရဲ့အယူအိုစီဒီကိုဒီမျိုးကတိုးရကြောင်းဆရာတော်ကြီးများရဲ့မိကြားလမ်းညွှန်ချက်တို့အရဒီမောင်နှုံတိုးရကြောင်းဖြင့်တတိကုံတိုးရကြောင်းတို့အကြားမှာရှာဖွေတွေ့ရှိခဲ့ကြောင်းအယူအိုစီဒီပါအောင်းရည်တိုက်စားမှုကြောင့်ပြိုကျပျက်စီးရရှိကြောင်းဖြူဖုံးပွင့်စာကြည့်တဲ့အသင်းကမူလနေရာဤနောက်တောင်ဘက်ပြည်30ခန်းအကွာဒီမောင်နှုံတိုးရကြောင်းတောင်ကြီးရှိအင်းဝခေတ်သုံးအုပ်စီရေလောင်ငန်းကြီးရဲ့မြောက်ဘက်အနီးမှာအယူကူဟောင်းမှဌာပနာပစ္စည်းများထည့်သွင်းပြီးဤအထင်းမှကြောက်စာတွေကို24ရက်17လ1965နှစ်မှာစိုက်ထူခဲ့ကြောင်းဒီရီထိုမှတ်တမ်းတင်ထားတာကိုတွေ့ရှိရပါတယ်။ဆရာတော်ရဲ့နှစ်900ပြည့်အထင်းမှပွဲကိုလည်းရွှေဖုံးမဲ့စာကြည့်တဲ့အသင်းနဲ့စာပေဝါသနာရှင်များစွာတို့ကဆရာတော်ကိုတတိယသောဆရာတော်၏ကျေးဇူးတော်ကိုတည်သောအပြင်ဤနေရာမှာစီမီ900ပန်း900တို့ဖြင့်ကတ်လူချင်းအိမ်တောက်ချင်းစာတန်းကိုအကြခြင်းတို့ဖြင့်ပူဇော်မှုပြုခဲ့ကြကြောင်းလည်းသိရှိရပါတယ်။ဆရာတော်ရဲ့သူစီပူပါဝိလိတိတာအခရာဆွဲသုံးဤရှိလောကိုဤကုန်းပန်းတွင်ဒီတိုင်းစင်လောအဆရှိတဲ့ဆုံးမစာဟာလည်းယဟန်တန်ဃာများသာမကကျွန်တော်တို့လည်းဒီနေ့ထက်တိုင်ရမအမြဲဆွဲမြဲစွာနဲ့တိုင်းနာကျင့်သုံးနေကြရတဲ့သင်ရှားတဲ့ဆုံးမစာတစ်ပုဒ်ဖြစ်ပါတယ်။ကျွန်တော်အနေနဲ့မာလူမျိုးစာပေလောကရဲ့ဒီဒဇင်းလာဒဇင်းနဲ့ဝင်ပါခဲ့တဲ့ဆရာတော်ရဲ့ထိမှကြောက်စာတွေကို
များသူငါဖုံးပြောကြီးညိုနိုင်ကြစေဖို့နဲ့အောင်မေတတတတိတရရှိကြစေဖို့မရောက်ဖူးကြသေးသူတို့လည်းရောက်ရှိပြီးလာရောက်ဖုံးပြောနိုင်ကြစေဖို့အခုလိုယခုတင်ပြလိုက်ရခြင်းဖြစ်ပါတယ်ကျွန်တော်တင်ပြချက်ကလေးကိုတိုင်းနေတက်ကြတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ UASP blog ကို subscribe လုပ်ပြီးကျွန်တော်နောက်ပိုင်းပြင်မြကြည့်လို့ရအောင်ခေါင်းလုံးလေးကိုလည်းနှိပ်ပေးခဲ့ကြဖို့မေတ္တာရပ်ခံလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်စွာဖြင့်